ဒီဆိုင်ကဘာဆိုင်လဲဟမ် Charity ဆိုတာ Fiverr Internet နဲ့တခြား product တွေကိုဖြန့်ချိရောင်းချပေးတော့မယ့် distribution ဆိုင်တွေပဲဖြစ်ပါတယ် ဒီပေါင်းအားရရောင်းတာ Fiverr Internet product တွေကိုတနေရာထဲမှာရောင်းတာပါ ဒီမှာဝယ်တော့ဘာထူးတော်မှာမို့လို့ ဘယ် product ပဲဖြစ်ပါစေ one time payment တစ်ခါပေးစီပေးရတဲ့10စုနှစ်တစ်ခုစာတက်တာသွားမယ့်အထူးအခွင့်အရေးကိုရရှိမှာပါ service ကရောကောင်းလို့လား service ကွန်ပါဝင်တဲ့ဝန်ဆောင်မှုတိုင်းကိုတတ်မှတ်နိုင်ပိုင်းအတွက်အမြန်ဆုံးနဲ့အကောင်းဆုံးရရှိမှာပါ တစ်ခုမကြရင်ရောတစ်ခုပြောင်းသုံးလို့ရလား Charity မှာရရှိတဲ့ Fiverr Internet provider တွေကိုတစ်ခုနဲ့တစ်ခုအခမဲ့ချက်ချင်းပြောင်းသုံးနိုင်မှာပါ ဆက်နေရပြောင်းရင်ရောဖုန်းတစ်ကောင်ကဆက်နေရပါ location ကိုလည်းလက်ချခြင်းမရှိတဲ့အတွက်အပေါ်ချက်ချက်ပေးစရာမလိုပဲတနေရာကနေတနေရာကိုအချိန်တိုတွင်းပြောင်းပေးမယ် ဒီဒီဇိုင်ပဲရှိရလားဟမ်ဒီပေါင်းဘာလို့ခဏခဏဆွဲတာလဲတနည်းအားဖြင့်ရှင်းပြလို့မရဘူးလား customer ရဲ့လိုအပ်ချက်ကိုဦးစားပေးဖို့တာဝန်ခွဲပေးထားလို့ပါရှင့် Charity ဆိုင်တွေကိုရန်ကုန်မြို့မှာအဓိကထားပြီးတော့မြို့နယ်စုံစိုက်မောများစွာလွှင့်လည်သွားမှာပါရှင့်အဲ့ဒီပြင်ကို Charity ရဲ့ free sales representative တွေဖြစ်ကြတဲ့ FSR အယောင်းဝန်ထမ်းတွေကလည်း customer စီကိုအရောက်ရောင်းချပေးမှာမို့လို့လွယ်ကူဆုံးဝင်လို့ရမှာပါရှင့် ဟာကြိုက်သွားပြီကို့အိမ်တော့ဝဲခြင်းတယ်ဘာလို့အောင်လဲပြောရန်ကုန်မြို့ရဲ့အမျိုးမျိုးအနေနဲ့မှာဖွင့်လှစ်ထားပြီးသားဖြစ်တဲ့ TV ဆိုင်တွေမှာတူတူအနန္တ high internet freenet စတဲ့ fiber internet မျိုးစုံကိုဘယ်မှာမှမရရှိနိုင်တဲ့ exclusive offer များဖြင့်ဝယ်ယူရရှိနိုင်ပါတယ်အသေးစိတ်ကိုလည်း TV app TV website နဲ့ TV social media platform တို့မှာမေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ